Hello KDM ပါဒီနေ့ KDM တို့တော့မယ့်နေရာတော့လူတော်တော်များများလည်းတည်တဲ့မန္တလေးလာရှိုးလမ်းကြားကနင်းစီချောင်းတော့မှာဖြစ်ပါတယ်။ဝင်ချင်းမှာအလိုလီဆူးတို့ရှိုင်းကြီးတို့သူတို့ငားပေးပါတယ်အဲ့ဒါလေးစုံစမ်းခဲ့တယ်ပေါ့နော်။သူကဈေးက1000ခွဲကနေစပြီးတော့ဈေးအသစ်ဆိုအသစ်တိုင်းဈေးတိုးသွားပါတယ်။ဒီ Rose Garden ကတော့သူတို့ပြောစရာဘာမှမရှိဘူးပေါ့နော်။ဒါမဲ့ KDM blog တွေမမြင်ပြင်းနေမှာဆိုလို့တင်ပေးလိုက်တာပါ။သူတို့ရုံချန်လေးလည်းရှိရပါတော့အစားလေးကျွေးလို့ရပါတယ်ဒီကတော့ Rose Garden မှာရှိတဲ့မုံဝင်အိမ်ကြီးပေါ့နော်စတာပါအဲ့ထဲဝင်တော့ရင်အရင်ခေတ်ပုံစံလောက်ထားတဲ့သူကကြောင်အဲ့ထဲဝင်ရင်ရရင်ရိုက်တဲ့လောက်ပုံလေးအများကြီးရပါမယ်ဒီကတော့ KD ရဲ့အမပေါ့နော်အနောက်ကတော့ KD ရဲ့အမရဲ့တကယ်ချင်းပါဒီ view လေးတွေတော့မပြောပြတော့ပါဘူးတော်တော်လေးလာပါတယ်တွားကြည့်ကြပါဗျဒီအသေးပုံပုံကြီးကတော့အပြေအဝမရှိပဲတစ်ချမ်းပဲရှိတော့အသွေးတွေဖျက်လျှောက်တိုင်းပြတ်ပါမယ်ဗျဒီရီယန်နဲ့အမြဲတမ်းလှတာတွေတို့ချုံးတာတွေပဲရိုက်ဖြစ်တော့ကိုယ့်အောက်ပဲရိုက်ဖြစ်တာများပါလေဒီ blog ကလည်းပန်းချန်လာတဲ့ KDN က main ပေါ့နော်အဲ့ Rose Garden ရောက်ဖြစ်ရင်ဒီခရင်အောင်ပင်နဲ့အဲ့ချတဲ့သွားရိုက်တင်ပါရနော်ဒါပေမဲ့အဲ့ဒီမှာပြားတွေပထုံးတွေရှိတဲ့အတွက်ကြောင့်ပြားတုတ်ခံနိုင်တော့ရိုက်ကြပါအစားကတော့အဆင်ပြေတော့နော်နောက်ပိုင်းကျတော့အဲ့မှာအဖွဲက KDN တို့ရိုက်မဲ့နေရာမှာ15မိနစ်လည်းမစင်းနိုင်ဝဲလည်းမစင်းထိုင်ဆောင်ခဲ့ရပါသေးတယ် finally အဲ့ပေါ်ရောက်သွားပြီပေါ့နော်အဲ့ပေါ်ကနည်းနည်းတော့စင်းရမခိုင်ပါဘူးလူများရင်တော့ပြိုကျနိုင်ပါလေဒါပေမဲ့ view လေးလာလို့တက်ရိုက်တင်ပါတယ်ဗျဒါကတော့ KDN ရဲ့စကားနားမထောင်တဲ့အမှားပါခူးလို့မရလားပန်းခူးရင်9000နဲ့ပန်းမှာမဟုတ်ဘူးနဲ့အဲ့ Rose Garden မှာပန်းနေလျှောက်ခူလို့မရပါဘူးသတိပေးပါဒီနေရာလေးက KDN စိတ်ထဲမှာကလောရောက်သွားလို့မျိုးခံစားရပါတယ်သူတို့မှာအဲ့လိုမျိုးလေကွင်းတရိษံလည်းရှိရပါတော့တိုးတွေတို့ငှက်ကလာဦးတွေတို့အဆုံးရှိပါတယ်အစာကျွေးလို့ရမရတော့ KDN လည်းမသိခဲ့ဘူးပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲဗျဘိုင်ဘိုင်